ဖေကိုလွမ်းလိုက်တာဘိုင်းပေါ်မှာရှိလားမသိဘူးဗီဒီယိုကိုခေါ်ကြည့်လာအောင်မယ် ဗီတာမီလည်းမတွေ့ရတာကြာနေပြီနော်ချိုးနေပါလား ဟာအဖေကလည်းတမီးကအရင်အတိုင်းပါပဲအဖေရောကျမ်းမာရေးကောင်းလားလုပ်ငန်းကိုင်ရောအဆင်ပြေလား အော်အေးပြေးပါလေသမီးရေ ဟယ်လိုအဖေကြားလားဒီလေး wifi ကဘာဖြစ်သွားရလဲမသိဘူး အေးပေါ့စားသမီးဘာဖြစ်ပြန်ပြီတော့အော်ဒီ wifi မီးပဲနေညာငါတို့ဘယ်ချင်းတောက်တော့အောင်မလဲတော်တော်စိတ်ပြတ်လာပြီတနေ့နေ့ complain မဲ့တင်နေရငါမဟာနဲ့ပဲပြောင်းတတ်တော့မယ် အဖေနဲ့ဗီဒီယိုပြောနေပါဆိုမှ ဟွာညီမလေးအကို wifi ဆက်လေးတော့တက်ပြီးသွားပြီတကယ်လို့ line ဆင်မပြေရဖြစ်ဖြစ်ပေါ့နော်တခုခုဆင်မပြေရဖြစ်ရဆိုရင်အကိုတို့ hotline phone number လေးဆက်ပေးရနော်မဟာလည်းနဲ့ဆိုရင်အကုန်လုံး okay မှာဆိုပြီးသွားစေရမယ် ဟာလိုင်းနေရရွယ် နောက်ဆုံးတော့လည်းပြန်ရပြီလားသမီးအဖေသမီးကိုပြောနေတာ